အားလုံးပဲမင်္ဂလာပါဒီလာနေ့စက္ကန့်ကနေအားလုံးကိုကြိုဆိုပါရစေကျွန်မရောမမော်နီဖြစ်ပြီးအမ်ဘတ်ကမိဘတွေကိုလမ်းညွှန်ပေးနေတဲ့ဖဲတဲ့ navigator တယောက်ဖြစ်ပါတယ်ဒီနေ့သင်ခန်းစာကို Love and Logic အစီအစဉ်နဲ့ အမ်ဘတ်တို့ပူးပေါင်းပြီးပြင်ဆင်ဆောင်ရွက်ပေးတာဖြစ်ပါတယ် Love and Logic ရဲ့တတိယပိုင်းသင်ခန်းစာမှာကျမတို့ကလေးတွေကိုသူတို့ကိုယ်တိုင်ပြဿနာတွေကိုဖြေရှင်းနိုင်အောင်ဘယ်လိုလမ်းညွှန်ပေးရမလဲအိမ်အလုပ်တွေကိုတာဝန်ယူပြီးPC အောင်လုပ်နိုင်ဖို့ဘယ်လိုကူညီပေးရမလဲဆိုတာကိုလေ့လာသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကလေးတွေကိုသူတို့ရဲ့ပြဿနာတွေကိုကင်တွယ်ဖြေရှင်းတတ်အောင်ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတာကိုလေ့လာကြပါမယ်ပြီးရင်အိမ်မှုကိစ္စလုပ်ခြင်းဟာမိသားစုအတွက်ပါဝင်အားဖြည့်ပေးခြင်းဖြစ်တယ်ဆိုတာကိုကလေးတွေကိုဘယ်လိုသင်ကြားပေးရမလဲဆိုတဲ့အကြောင်းကိုဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေတဆင့်ကျွန်မကဒီနေ့အဖွဲ့ကိုအိုးဆောင်သွားမှာဖြစ်ပါတယ်တင်တို့နဲ့အတူရှိနေတဲ့မိဘလမ်းညွှန်တွေကလည်းဆွေးနွေးမှုတွေမှာအကူအညီပေးပြီးမိခွန်းတွေကိုဝိုင်းဝန်းဖြေကြားပေးသွားမှာဖြစ်ပါတယ်။သူတို့ဟာအရာအလုံးကိုအသေးစိတ်သိတဲ့အထူးကျွမ်းကျင်သူတွေမဟုတ်တဲ့အတွက်မိခွန်းတိုင်းရဲ့အဖြေကိုသိချင်မှပဲသိပါလိမ့်မယ်။ဒါပေမဲ့သူတို့သိတဲ့လောက်ကိုတော့ပွင့်ပွင့်လင်းလင်းမျှဝေပေးသွားမှာဖြစ်ပါတယ်။တကယ်လို့တစ်ခုခုကိုမသိဘူးဆိုရင်လည်းတင်တို့အတွက်အဖြေကိုအတူတူရှာဖွေပေးကြပါမယ်။ကျမတို့အားလုံးဟာဒီနေရာကိုအတူတကွလေ့လာဖို့တဦးချင်းစီထံကနေဗဟုသုတတွေရယူဖို့ရောက်ရှိနေကြတာဖြစ်ပါတယ်။ဒီသင်ယူမှုဆက်ဝိုင်း learning circle လေးကိုမိဘများအတွက်မိသားစုလိုနှွေးထွေးပြီးအားပေးကူညီနိုင်တဲ့နေရာတစ်ခုဖြစ်စေခြင်းပါတယ်။ဒါကြောင့်အခုဗီဒီယိုကိုခဏရပ်ပြီးအခန်းထဲမှာရှိတဲ့လူတွေကိုကိုမိတ်ဆက်ပေးကြရအောင်နော်။သင်ကြားခြင်းမစတင်ခင်ကျမတို့အဖွဲ့ဝင်အားလုံးအတူတကွပျော်ရွှင်စွာလေ့လာသင်ယူနိုင်ကြစေဖို့အတွက်အဖွဲ့ရဲ့စီးမြင်လေးတွေကိုအရင်ဆုံးပြောပြခြင်းပါတယ်။စကားပြောချင်တယ်ဆိုရင်လက်တစ်ဖက်ကိုမြှောက်ပြပြီးမိဘလမ်းညွှန်ကခေါ်တဲ့အထိဆောင်ဆိုင်ပေးပါနားမလဲတာတွေရှင်းရှင်းလင်းလင်းသိလိုတာတွေရှိရင်မေးမြန်းတာကအမတန်ကောင်းတဲ့အလေးချင်းလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျမတို့အားလုံးကိုယုံကြည်စိတ်ချရတဲ့နေရာလေးဖြစ်စေဖို့ပြောပြထားတဲ့ကိုရေးကိုရာအကြောင်းတွေကိုအဖွဲ့ထဲမှာပဲထားပြီးအပြင်မှာဘယ်တော့မှမပြောပြရဘူးเนาะဒီနေ့သင်ခန်းစာမှာကျမတို့သင်ယူကြရမှာက Love and Logic နည်းလမ်းနဲ့ကလေးတွေကိုသူတို့ပြဿနာတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းတတ်အောင်ဘယ်လိုလမ်းညွှန်ပေးနိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ်ကလေးတွေဟာသူတို့ရဲ့ပြဿနာတွေကိုသူတို့ကိုယ်တိုင်ဖြေရှင်းတတ်သွားရင်မိဘတွေအတွက်အလုပ်သက်သာရုံမကပဲကလေးတွေကလည်းသူတို့ကိုယ်သူတို့အားကိုးတတ်ပြီးဒါဝင်ယူတတ်လာမှာဖြစ်ပါတယ်။ပြဿနာကိုခလေးကိုယ်တိုင်ဖြေရှင်းတတ်အောင်ချစ်ချင်းမြတ်တာအပြည့်နဲ့လမ်းညွှန်ပေးနိုင်တဲ့အဆင့်၅ဆင့်ကိုကျမတို့သင်ယူကြရမှာဖြစ်ပါတယ်။ဒီသင်ခန်းစာရဲ့နောက်ပိုင်းမှာတော့ခလေးတွေကအိမ်အလုပ်တွေကိုတာဝန်ယူပြီးလုံနိုင်အောင်ဘယ်လိုသင်ကြားပေးရမလဲဆိုတာကိုလည်းဆွေးနွေးကြမှာဖြစ်ပါတယ်။ငယ်စဉ်ကတည်းကပြဿနာတိတိလေးတွေဖြေရှင်းတတ်အောင်အိမ်မှုကိစ္စအိမ်အလုပ်တွေကိုလှုပ်တတ်အောင်သင်ကြားပေးခြင်းဟာသူတို့ကြီးလာတာနဲ့အမျှကြုံတွေ့နိုင်တဲ့ပူမိုကြီးမားတဲ့ပြဿနာတွေကိုလည်းကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတွေရှိစေဖို့ကူညီသွားမှာဖြစ်ပါတယ်။ကလေးကကိုယ့်စီကိုပြဿနာတစ်ခုနဲ့လာတဲ့အခါမိဘအနေနဲ့စိတ်ဖြည့်ဆည်းမှုဖြစ်တတ်ပါတယ်။ဥပမာကလေးကကျောင်းမှာအနိုင်ကျင့်ခံရတာဒါမှမဟုတ်ကစားပွဲတစ်ခုရှုံးသွားတဲ့အခါစိတ်တည်ငြိမ်အောင်ထိန်းဖို့ခက်ခဲနေတာမျိုးဖြစ်နိုင်ပါတယ်။ Love and Logic နည်းလမ်းကကလေးမှာပြဿနာရှိတဲ့အခါအသုံးပြုနိုင်တဲ့အဆင့်၅ဆင့်ကိုအကြံပြုထားပါတယ်။ဒီအဆင့်၅ဆင့်ဟာကျမတို့ကိုယ်တိုင်ပြဿနာကိုဖြေရှင်းပေးတာထက်ကလေးကိုယ်တိုင်ဖြေရှင်းနိုင်အောင်ဘယ်လိုလမ်းညွှန်ပေးရမလဲဆိုတာကိုသင်ကြားပေးပါတယ်။ပထမဆုံးအနေနဲ့ဒီအဆင့်၅ဆင့်ကိုအရင်ဆုံးခြုံငုံပြီးတော့မှကြည့်ကြရအောင်။နောက်ပြီးမှတစ်ဆင့်ချင်းစီကိုတဖြည်းဖြည်းချင်းပြန်လေ့ကျင့်သွားကြရအောင်နော်။ကျမတို့ကလေးမှာပြဿနာရှိတဲ့အခါပထမဆုံးလုပ်ရမယ့်အရာကစာနာမှုပြဖို့ပဲဖြစ်ပါတယ်။သူတို့ကိုအိုးသားသမီးရဲ့ဘယ်လိုဖြစ်တာလဲ။ဒါမှမဟုတ်အဲ့ဒါကိုကြားရတာစိတ်မကောင်းဘူးကွယ်ဆိုတာမျိုးပြောပေးဖို့ပဲဖြစ်ပါတယ်ဒုတိယအဆင့်ကတော့ချစ်ချင်းမြတ်တာအပြည့်နဲ့ပြဿနာကိုခလေးစီပြန်ပေးဖို့ပဲဖြစ်ပါတယ်ကျမတို့ကဒါနဲ့ပတ်သက်ပြီးမင်းဘာလုပ်ဖို့စဉ်းစားထားလဲဆိုတဲ့မိကုံမျိုးကိုမေးနိုင်ပါတယ်ဒါဟာဒီပြဿနာကသူ့ပြဿနာဖြစ်ပြီးသူ့ဘာသာသူဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကိုသတိပေးလိုက်ခြင်းပဲဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ခလေးကိုလမ်းညွှန်ကူညီပေးရပါမယ်အကူအညီမပေးခင်မှာခလေးစီခွင့်တောင်းပါဒီပြဿနာကိုဖြေရှင်းဖို့မေမေတို့မှာအကြံဉာဏ်တချို့ရှိတယ်နားထောင်ခြင်းလားဆိုတဲ့မိကုံမျိုးကိုလည်းမေးနိုင်ပါတယ်ခလေးကဟုတ်ကဲ့လို့ပြောမှသာစတုထအဆင့်ကိုသွားလို့ရပါလိမ့်မယ်စတုထအဆင့်မှာတော့ခလေးကိုအကြံဉာဏ်တွေပေးပြီးဘယ်အကြံဉာဏ်ကောင်းတယ်လဲဆိုတာခလေးကိုယ်တိုင်သုံးသပ်ကြည့်ရှုဖို့ကူညီပေးသွားဖို့ပဲဖြစ်ပါတယ်ဥပမာစိတ်တည်ငြိမ်အောင်ထိန်းဖို့ခက်နေတဲ့ခလေးအတွက်တချို့ခလေးတွေကလမ်းလျှောက်ထွက်ရင်စိတ်ကိုတည်ငြိမ်စေတယ်တဲ့မေမေနဲ့အတူလမ်းလျှောက်ထွက်ချင်သလားဆိုတဲ့မိကုံမျိုးကိုလည်းကျမတို့မေးနိုင်ပါတယ်
ဒီမှာအကြံဉာဏ်တချို့ကိုပေးခြင်းပါတယ်ကျမတို့ကလေးတွေကပထမဆုံးပေးတဲ့အကြံကိုညှင်းပယ်လိုကြပါတယ်အဲ့ဒါကြောင့်ပထမမကောင်းတဲ့အကြံဉာဏ်တစ်ခုပေးခြင်းနဲ့စတင်ဖို့လိုအပ်ပါတယ်ဥပမာအနေနဲ့ဒီလိုအကြံဉာဏ်လေးတွေနဲ့ကျမတို့စတင်နိုင်ပါတယ်တချို့ကလေးတွေကစိတ်ဆိုးတိုင်းကြီးကြတတ်တဲ့အတွက်ခဏတော့တယောက်တည်း time out ပေးရတာတို့တယောက်တည်းခွဲထားခံရတာကြပါတယ်လို့ပြောပြီးမှပိုကောင်းတဲ့အကြံဉာဏ်တစ်ခုအဖြစ်နဲ့လမ်းလျှောက်ခြင်းကိုကလေးအတွက်အကြံပေးနိုင်ပါတယ်နောက်ဆုံးအဆင့်၅ခုမြောက်မှာတော့ပြဿနာကိုဖြေရှင်းခြင်းဒါမှမဟုတ်မဖြေရှင်းခြင်းကနေကလေးကိုယ်တိုင်ယူခွင့်ပေးဖို့ပဲဖြစ်ပါတယ်ကျမတို့ပေးခဲ့တဲ့ဥပမာအရဆိုရင်ကလေးကလမ်းလျှောက်ထွက်တာဟာစိတ်ဆိုးစိတ်တိုးနေတာကိုဖြေရှင်းဖို့ကောင်းတဲ့နည်းလမ်းတစ်ခုဆိုတာကိုသင်ယူလာမယ်ဒါမှမဟုတ်ဒေါသထွက်ပြီးကြီးကြတာဟာမကောင်းတဲ့နည်းလမ်းဆိုတာကိုသင်ယူလာမှာဖြစ်ပါတယ်ဒီနည်းလမ်းနှစ်ခုတည်းကဘယ်ရွေးချယ်မှုကအကောင်းဆုံးလဲဆိုတာတော့မိဘအနေနဲ့ပြောပြစရာမလိုပဲကလေးကသူတို့ရဲ့ဆုံးဖြတ်ချက်ကနေသူတို့ကိုယ်တိုင်သင်ယူသွားကြဖို့လိုအပ်ပါတယ်ကဲအခုဆိုရင်ကလေးတွေကိုသူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ကူညီပေးနိုင်တဲ့အဆင့်၅ခုစလုံးကိုသိရပြီဆိုတော့ဒီတစ်ဆင့်တစ်ခုချင်းစီကိုဖြည်းဖြည်းချင်းအသေးစိတ်ကြည့်ကြရအောင်ဒီအခြေအနေလေးကိုစိတ်ကူးကြည့်လိုက်ပါကျမတို့ကကလေးတွေကိုအလွန်စားကောင်းတဲ့ရေခဲမုံဝယ်ကျွေးဖို့ဆိုင်ကိုခေါ်သွားပါတယ်ဒါပေမဲ့ကလေးကရေခဲမုံဆိုင်ထဲမှာပဲရေခဲမုံလက်ကလွတ်ကျသွားပြီးဖိတ်သွားပါတယ်ဆိုပါစို့ပထမပုံမှာအမေကသူ့သားကိုစာနာမှုပြဖို့ oh no လို့ပြောလိုက်ပါတယ်အမေကသားရဲ့ရေခဲမုံဖိတ်သွားတာစိတ်တကယ်ကိုစိတ်မကောင်းစရာပဲဆိုပြီးတော့မှပြောပြလိုက်ပါတယ်ဒုတိယပုံမှာတော့အမေကပြဿနာကိုကလေးစီပြန်ပေးတာကိုတွေးရမယ်သားလေးကိုဒါဆိုမင်းဘာလုပ်မလဲလို့သူမေးလိုက်ပါတယ်သူ့သားကဒီပြဿနာကိုကိုယ်တိုင်ဖြေရှင်းနိုင်မလားဆိုတာသိရအောင်မေးမြန်းခြင်းပဲဖြစ်ပါတယ်ဥပမာဒီကလေးကကလေးအများစုလို့ဆိုရင်သူလည်းစိတ်ဆိုးပြီးငိုကြွေးတော့မှအသေးချာပဲဖြစ်ပါတယ်ဒီမေးခွန်းကိုလည်းဘယ်လိုဖြေရမှန်းမသိဘူးဖြစ်နေမှာပေါ့ဒါပေမဲ့စိတ်မပူပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အမေကနောက်တစ်ဆင့်ကိုဆက်လက်လှုပ်ဆောင်သွားဖို့ရှိနေလို့ပဲဖြစ်ပါတယ်အဆင့်၃မှာတော့မေမေကသူ့သားလေးကိုမေမေစိတ်မှာအကြံလေးတွေရှိတယ်နားထောင်ခြင်းလားဆိုပြီးတော့မှမေးလိုက်ပါတယ်ဒါကသားလေးကိုသူ့ပြဿနာဖြေရှင်းဖို့လမ်းညွှန်ပေးလို့ရမလားဆိုတာကိုစမ်းသပ်ကြည့်လိုက်တာပဲဖြစ်ပါတယ်ဒီနေရာဟာသားလေးကမလူဘူးမကြားချင်ဘူးလို့ညှင်းချင်ရင်လည်းညှင်းနိုင်ပါတယ်တကယ်လို့အဲ့လိုဖြစ်ခဲ့ရင်အမေကဘယ်လိုဖြေရှင်းရမလဲဆိုတာကိုယ်တိုင်ဆုံးဖြတ်လိုက်ရုံပါပဲဒါပေမဲ့သားလေးကအကြံတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့အဆင့်၄ကိုဆက်သွားလို့ရပါတယ်အဆင့်၄မှာတော့အမေကသားလေးလှုပ်ဆောင်နိုင်မဲ့အကြံဉာဏ်အချို့ကိုပြောပြသွားမှာဖြစ်ပြီးအားလုံးသိထားတဲ့အတိုင်းကလေးတွေကခေါင်းမာတက်ကြတော့ပထမအကြံကိုသားလေးကြိုက်မှာမဟုတ်ဘူးဆိုတာသိနေပါတယ်ဒါကြောင့်သူကြိုက်မယ်မထင်တဲ့အကြံကိုအရင်ပေးကြည့်လိုက်ပါတယ်ပထမဆုံးအနေနဲ့အမေကတချို့ကလေးတွေကကိုယ့်အမှားကိုလက်ခံပြီးရေခဲမုံမစားပဲဒီအတိုင်းအိမ်ပြန်သွားကြတယ်လို့ပြောပါတယ်ဒါပေမဲ့အမေကသားလေးကြိုက်မဲ့အကြံဉာဏ်တွေကိုလည်းပေးချင်ပါသေးတယ်အဲ့ဒါကြောင့်ဒုတိယအကြံအနေနဲ့သူ့အမေကဒီလိုအကြံဉာဏ်လေးတွေကိုလည်းပေးလိုက်ပါတယ်တချို့ကလေးတွေကသူတို့လှုပ်လိုက်လို့ညစ်ပတ်သွားတဲ့အရာတွေအမိုက်တွေကိုတန်ရှင်းလှုပ်လိုက်ပြီးမမေနောက်ထပ်တစ်ခုထပ်ဝယ်ပေးမလားဒီတစ်ခါတော့တကယ်ကိုဂယုဆိုင်မယ်လို့မေးတဲ့ကလေးတွေလည်းရှိတယ်ဆိုတဲ့အကြံလည်းပေးလိုက်ပါတယ်အခုတော့ပြင်စမအဆင့်အဖြစ်နဲ့ဆုံးဖြတ်ချက်ချရမယ့်အဆင့်ကိုရောက်သွားပါပြီဒီအဆင့်မှာတော့ဆုံးဖြတ်ချက်ချဖို့နဲ့သင်ခန်းစာယူဖို့အတွက်သားလေးကိုကိုယ်တိုင်ရွေးချယ်ခွင့်ပေးကြည့်ရမယ့်အချိန်ပဲဖြစ်ပါတယ်တကယ်လို့သားလေးကဒေါသထွက်ပြီးကြီးကြမယ်ဆိုရင်ဒါဟာမှားယွင်းတဲ့ရွေးချယ်မှုဖြစ်သွားပြီးရေခဲမုံမစားရပဲအိမ်ပြန်ရမယ်ဆိုတဲ့သင်ခန်းစာလေးကိုသူသင်ရသွားမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့မကောင်းတဲ့အပြုအမူလေးတွေလုပ်ရင်စုချီးမြှင့်ခြင်းမခံရဘူးဆိုတာကိုသူကိုယ်တိုင်သိရှိသွားပါလိမ့်မယ်ဒါပေမဲ့သားလေးကဒုတိယရွေးချယ်မှုဟာပိုကောင်းတယ်ဆိုတာကိုမြင်သွားပြီးအကောင်းဘက်ကိုရွေးချယ်တာမျိုးလည်းရှိနိုင်ပါတယ်တကယ်လို့သားလေးကဖိတ်ကျသွားတဲ့ရေခဲမုံကိုတန့်ရှင်းရေးလုပ်ပြီးအမေကိုရင်ရင်ကြီးကြီးလေးနဲ့နောက်ထပ်ရေခဲမုံတစ်ခုထပ်ဝယ်ပေးဖို့တောင်းဆိုဖို့ရွေးချယ်လိုက်ရင်သူတင်ယူရမယ့်သင်ခန်းစာကငါတို့တွေအမှားလုပ်ပေမဲ့ဒီအမှားကိုပြန်ပြင်ပြီးအကူအညီတောင်းတတ်မယ်ဆိုရင်ဒုတိယအခွင့်အရေးရနိုင်တယ်ဆိုတာကိုတင်ယူရရှိနိုင်မှာဖြစ်ပါတယ်ဒါဟာကလေးအတွက်အရန်ကိုအဖို့တန်တဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်
ဒီအဆင့်တွေကို Chris ဆိုတဲ့ကလေးတယောက်ရဲ့လက်တွေ့ဘဝအခြေအနေမှာအသုံးကြည့်ကြရအောင် Chris ဟာကျောင်းမှာအနိုင်ကျင့်ခံနေရတယ်အိမ်ပြန်ရောက်တဲ့အခါ Chris ကသူ့မိခင် Grace ကိုကျောင်းကကလေးတွေကသူ့ကိုမကောင်းတဲ့နာမည်နဲ့ခေါ်နေကြတယ်လို့ယင်ဖွင့်လိုက်ပါတယ်ပထမဆုံးအနေနဲ့အမေ Grace ကသားလေးရဲ့ခံစားချက်ကိုနားလည်စာနာပေးတဲ့အနေနဲ့အိုးဟုတ်လားသားရဲ့ဒါဆိုရင်တော့ကျောင်းသွားရတာတကယ်ကိုစိတ်ညစ်ဖို့ကောင်းပါပဲနော်လို့နှွေးနှွေးထွေးထွေးလေးနဲ့ပြောလိုက်ပါတယ်နောက်တစ်ဆင့်မှာတော့ Grace ကပြဿနာကို Chris စီပြန်ပေးလိုက်ပါတယ်ဒါဆိုသားလေးကဘာလုပ်ချင်လဲလို့မေးလိုက်ပါတယ်ပြီးတော့ Grace ကဒီလိုအခြေအနေမျိုးမှာတခြားကလေးတွေကဘာလုပ်လို့ရှိတယ်လဲဆိုတာကိုပြောပြရမလားလို့ Chris ကိုမေးလိုက်ပါတယ် Chris ကလည်းသဘောတူလိုက်ပါတယ်အမေဖြစ်တဲ့ Grace ကတချို့ကလေးတွေကတော့အနိုင်ကျင့်တဲ့သူတွေကိုဘာမှပြန်မလုပ်ပဲလိလျူရှုလိုက်တယ်သူတို့ပြင်းသွားရင်ရက်သွားလိမ့်မယ်လို့မျှော်လင့်ကြတာပေါ့လို့စပြီးတော့မှပြောလိုက်ပါတယ်ဒါပေမဲ့ Chris ကဒီအကြံပြုချက်ကိုတိတ်ပြီးတော့မှစိတ်ဝင်စားပုံမရပါဘူးအဲဒါကြောင့်အမေဖြစ်တဲ့ Grace ကနောက်ထပ်အကြံပြုချက်နှစ်ခုကိုထပ်ပေးလိုက်ပါတယ်တချို့ကလေးတွေကြတော့လေသူတို့ဆီယာမကိုပြောပြပြီးအတန်းထဲမှာအနိုင်ကျင့်တဲ့သူတွေနဲ့ခက်ခွာခွာနေလို့ရအောင်လုပ်ကြတယ်ဆိုပြီးတော့မှပြောလိုက်ပါတယ်နောက်တစ်ခါကျတော့တချို့ကြပြန်တော့လေအနိုင်ကျင့်တဲ့သူကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးဒီလိုမကောင်းတာတွေမလုပ်ပါနဲ့တော့အဲ့ဒီအစားငါတို့အတူတူကစားကြရအောင်လို့ပြောရကြပါတယ်လို့ဆက်ပြောလိုက်ပါတယ်ဒီနေရာမှာတော့ Grace ကဒီပြဿနာကိုဘယ်လိုဖြေရှင်းချင်မလဲဆိုတာဆုံးဖြတ်ဖို့က Chris ရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုအမေကနားလည်ထားပါတယ်နောက်ဆုံးအဆင့်5ဆင့်အနေနဲ့သားလေးကိုယုံကြည်မှုရှိသွားအောင်မေမေသားလေးကိုယုံကြည်တယ်နော်ဒီကိစ္စကိုသားလေးအကောင်းဆုံးကင်တွယ်ဖြေရှင်းနိုင်မှာပါတကယ်လို့တခြားအကြံဉာဏ်တွေဒါမှမဟုတ်အကူအညီလိုချင်လို့ရှိရင်အမေကိုပြန်ပြောပြနော်ကံကောင်းပါစေကွယ်လို့ပြောလိုက်ပါတယ်ရက်သက်တပတ်အနည်းငယ်ကြာပြီးတဲ့နောက် Grace ကကျောင်းကအနိုင်ကျင့်တဲ့ကလေးတွေနဲ့ဘာဖြစ်သွားပြီလဲဆိုတာကို Chris ကိုမေးကြည့်လိုက်ပါတယ် Chris က Grace ရဲ့အကြံပေးချက်ကိုလိုက်နာပြီးနားချိန်မှာအနိုင်ကျင့်တဲ့ကလေးတွေကိုဘောလုံးအတူကစားဖို့ဖိတ်ခေါ်ခဲ့တယ်လို့ပြောပါတယ်ကောင်လေးတစ်ယောက်ကသူ့ကိုဆဲဆူခေါ်ဝေါ်နေစေဖြစ်ပေမဲ့တခြားကောင်လေး2ယောက်ကတော့သူ့ကိုအနိုင်ကျင့်မဲ့အစားသူတို့အားနေတဲ့အချိန်တွေမှာသူနဲ့အတူကစားပေးနေကြပါပြီလို့ပြောလိုက်ပါတယ်ကလေးတွေကြုံတွေ့ရတဲ့ပြဿနာအလုံးဟာပျော်စရာတွေနဲ့ပဲပြီးဆုံးသွားမှာတော့မဟုတ်ပါဘူးဒါပေမဲ့ဒီဥပမာတွေကကလေးတွေကိုကိုယ့်ပြဿနာကိုဖြေရှင်းတတ်အောင်လမ်းညွှန်ပေးတဲ့အခါဘယ်လိုရလဒ်ကောင်းတွေရနိုင်လဲဆိုတာကိုပြသပေးပါတယ်ဒီဇက်လန်ရဲ့အဆုံးမှာ Chris ဟာကိုပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းနိုင်တယ်ဆိုတော့ကိုယုံကြည်မှုရှိပြီးစိတ်လုံခြုံမှုကိုလည်းခံစားရပါတယ်ပြီးတော့တစ်ချိန်တည်းမှာပဲသူ့ကိုကူညီပေးပြီးပြဿနာဖြေရှင်းဖို့အကြံတွေပေးခဲ့တဲ့သူ့အမေ Grace အပေါ်မှာလည်းပို့ပြီးတော့မှလေးစားအားကိုးသွားပါတယ်တကယ်လို့ Grace ကသူ့သား Chris ရဲ့ပြဿနာတွေအတွက်သူကိုယ်တိုင်ဆရာမနဲ့တိုက်ရိုက်စကားပြောပြီးဖြေရှင်းပေးဖို့စ조사ခဲ့မယ်ဆိုရင် Chris အတွက်ကိုယုံကြည်မှုလျှော့နေသွားစေသလိုသူ့ကိုလွတ်လပ်ခွင့်မပေးတဲ့အတွက် Grace အပေါ်မှာလည်းစိတ်မကြည်မနှက်ချက်တွေလည်းရှိလာနိုင်ပါတယ်တကယ်လို့ Chris ရဲ့အနိုင်ကျင့်ခံရမှုကပိုပြီးဆိုးရွားလာမယ်ဆိုရင်သူ့အမေ Grace အနေနဲ့ဆရာမနဲ့တိုင်ပင်ဆွေးနွေးတာကတင့်တော်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်လာနိုင်ပါတယ်ကလေးတွေကိုသူတို့ရဲ့ပြဿနာတွေကိုကိုယ်တိုင်တာဝန်ယူပြီးဖြေရှင်းတတ်အောင်လမ်းညွှန်ပေးနိုင်မှုပိုမိုကျွမ်းကျင်လာလေကလေးတွေကပို့ပြီးတော့မှတာဝန်ယူလိုစိတ်ရှိလာလေကိုယုံကြည်မှုလည်းပိုတိုးလာလေပဲဖြစ်ပါတယ်ဒါကြောင့်ကလေးတွေကိုပြဿနာတစ်ခုခုကြုံတဲ့အခါသူတို့ဘာသာသူတို့ပြန်လဲဖြေရှင်းတတ်အောင်သင်ပေးတဲ့အဆင့်5ဆင့်ကိုအတူတူလေ့လာကြရအောင်နော်တခါတလေမိဘတွေဒီအဆင့်တွေကိုအသုံးပြုတဲ့အခါမှာမကြာခဏမှားတတ်တဲ့အချက်လေးတွေကိုလည်းလေ့လာထားရင်းနဲ့အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အဆင့်5ဆင့်ကိုအသုံးပြုခြင်းနဲ့ပတ်သက်ပြီးအတွေ့အကြုံပုံမူရရှိစေဖို့ဂျိုးရဲ့ဖြစ်ရပ်ကိုဥပမာကြည့်ကြရအောင်ဂျိုးမှာဒီနေ့ဘောလုံးပွဲရှိတယ်ဒါပေမဲ့သူယူသွားရမယ့်ဘောလုံးကိုရှာမတွေ့ဘူးဖြစ်နေတယ်အဲ့ဒီအခါမှာသူ့အဖေလုကဂျိုးကိုသူ့ပြဿနာသူကိုယ်တိုင်ဖြေရှင်းနိုင်အောင်ဘယ်လိုမျိုးထိထိရောက်ရောက်လမ်းညွှန်ပေးမလဲဆိုတာကိုအတူတူဆွေးနွေးကြည့်ကြရအောင်အခုဂျိုးနဲ့လုက2ယောက်ရဲ့အပြန်အလှန်စကားပြောခန်းလေးကိုနားထောင်ပြီးဖခင်ဖြစ်သူလုကဘယ်အချက်တွေကိုမှန်မှန်ကန်ကန်လုပ်သွားတယ်လဲဘယ်နေရာတွေမှာပြင်ဆင်သင့်တယ်လဲဆိုတာကိုအတူတူသုံးသပ်ကြည့်ကြရအောင်စကားပြောခန်းရဲ့အစမှာတော့ဂျိုးကစိတ်တိုးပြီးတယောက်ကတော့ကျွန်တော်ဘောလုံးကိုခိုးသွားပြီထင်တယ်ဒီနှစ်ပွဲအတွက်ဒီ
အဲ့ဒီဘောလုံးကအရေးကြီးတယ်လို့အော်ပြောလိုက်ပါတယ်သူအဖေ Luke ကစိတ်အနှောင့်အယှက်ဖြစ်ပြီးခိုးသွားတာတော့မဟုတ်တော့ပါဘူးကွယ်ဒီအနီးနားတစ်ဝိုက်မှာပဲရှိမှာပါလို့ပြန်ပြောလိုက်ပါတယ်ဂျိုးကနေရာအနှံ့ရှာကြည့်ပြီးသွားပြီလို့ပြန်အော်လိုက်တယ် Luke ကသူလေ့လာထားတဲ့ Love and Logic နီးလန်းကိုလည်းသတိရသွားပြီးဒါဆိုသားပါဆက်လို့မလဲလို့မေးလိုက်ပါတယ်ဂျိုးကစိတ်ဆိုးနေတော့ပါပဲမသိဘူးကွာပွဲကမကြခင်စတော့မယ်ဘောလုံးကပြောင်းနေတယ်လို့ပြန်ပြောလိုက်ပါတယ် Luke ကစိတ်တည်ငြိမ်အောင်စူးစမ်းပြီးတချို့ကလေးတွေကဘောလုံးမပါပဲသွားကြတာပဲအဆင်ပြေမှာပါလို့ဂျိုးကိုပြောပေးလိုက်ပါတယ်ဒါပေမဲ့ဂျိုးကအဲ့လိုလုပ်လို့မရဘူးကျွန်တော်အဆူခံရမှာပေါ့လို့ပြောလိုက်ပါတယ်ပထမအကြံကိုဂျိုးကသဘောမကျမှန်းသိတဲ့အတွက်ပိုကောင်းတဲ့အကြံဉာဏ်တစ်ခုကိုထပ်ပေးလိုက်ပါတယ်တချို့ကလေးတွေကြတော့လေနောက်တစ်ကြိမ်တေးတေးချာချာလေးထပ်ရှာတတ်ကြတယ်ဒါဆိုရင်အဆင်ပြေမလားလို့မေးလိုက်ပါတယ်ဂျိုးကโอเคကျွန်တော်အခန်းထဲမှာထပ်ရှာကြည့်မယ်လို့ပြောပြီးတော့မှသွားရှာလိုက်ပါတယ်ဒါနဲ့ Luke ကဂျိုးကိုဘောလုံးကိုတွေးမတွေးနောက်9မိနစ်နေရင်ဘောလုံးပွဲစီကိုသွားကြရမယ်လို့ပြောလိုက်ပါတယ်10မိနစ်လောက်ရှာပြီးတဲ့အခါဂျိုးကဘောလုံးလေးကိုတွေ့သွားပြီးကားစီပြေးလာပါတယ်ဒီလိုနဲ့သားအဖ2ယောက်လုံးဘောလုံးပွဲကိုသွားဖို့အဆင်သင့်ဖြစ်သွားကြတာပေါ့ကလေးတွေကိုသူတို့ရဲ့ပြဿနာတွေကိုယ်တိုင်ဖြေရှင်းတတ်အောင်ကူညီပေးတဲ့နည်းလမ်းတွေကိုအခြေခံပြီးစဉ်းစားကြည့်ကြရအောင်နော်ဂျိုးနဲ့ Luke အကြောင်းဇာတ်လမ်းလေးမှာ Luke ကဘယ်အချက်တွေကိုမှန်ကန်စွာလှုပ်ဆောင်ခဲ့တယ်လို့ထင်ပါတယ်လဲ Luke လှုပ်ဆောင်ခဲ့တဲ့ကောင်းတဲ့အချက်လေးတွေကတော့သူကစိတ်တည်ငြိမ်အောင်ထားပြီးဂျိုးရဲ့ဆန့်ကျင်ပြောဆိုမှုတွေကိုဒေါသနဲ့တုံ့ပြန်မသွားခဲ့တာပါပဲနောက်ပြီးအကြံဉာဏ်ကောင်းလေးတွေပေးခဲ့သလိုဘာလို့မလဲဆိုတာကိုလည်းဂျိုးကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးခဲ့ပါတယ် Luke ရဲ့အကြံဉာဏ်တွေကြောင့်ဂျိုးဟာသူ့ဘောလုံးကိုရှာတွေ့သွားပြီးဘောလုံးပွဲကိုလည်းအချိန်မီရောက်ရှိသွားနိုင်ခဲ့ပါတယ် Love and Logic ရဲ့အဆင့်5ဆင့်ကိုသူအသုံးချခဲ့မယ်ဆိုရင်ဒီချက်ပို့ပြီးဘာတွေကိုပိုကောင်းအောင်လုပ်နိုင်ခဲ့မယ်လို့ထင်တယ်လေကောင်းပါပြီ Luke ကပိုမိုကောင်းမွန်အောင်လှုပ်ဆောင်နိုင်မဲ့အရာတွေကတော့သူဟာဂျိုးကိုစာနာနားလည်တာမျိုးအရင်ပြခဲ့ရင်ပိုကောင်းပါတယ်ဘောလုံးကတကယ်ခိုးခံရတာမဟုတ်ဘူးဆိုတာသူသိပေမဲ့လဲ Oh no ပွဲသွားရတော့မယ့်အချိန်ကြမှာဘောလုံးကပြောင်းနေတယ်တော်တော်ဆိုးတာပဲဆိုတော့ကလေးရဲ့ခံစားချက်ကိုနားလည်ပေးတဲ့စကားမျိုးပြောပေးလို့ရပါတယ်နောက်တစ်ချက်ကတော့သူဟာဂျိုးကိုအကြံဉာဏ်ပေးဖို့ခွင့်ပြုချက်အရင်မတောင်းပဲသူ့ရဲ့အကြံဉာဏ်တွေကိုချက်ချင်းပေးလိုက်တာပဲဖြစ်ပါတယ်အခုဆိုရင်ကလေးတွေကပြဿနာတစ်ခုခုကြုံလာရင်ဘယ်လိုလမ်းညွှန်ကူညီပေးရမလဲဆိုတာပုံမိုးနားလည်လာပြီးမလို့ကလေးတွေကိုအိမ်မှုကိစ္စတာဝန်တွေပြီးမြောက်အောင်လှုပ်ဆောင်တတ်ဖို့ဘယ်လိုသင်ပေးရမလဲဆိုတာကိုဆက်လက်ပြီးဆွေးနွေးကြရအောင်ဒီသင်ခန်းစာအပိုင်းမှာကလေးတွေကသူတို့ရဲ့အိမ်အလုပ်တာဝန်တွေကိုလုပ်ဖို့ညှင်းဆန်ရင်ဒါမှမဟုတ်မေ့နေရင်ဘာလုပ်သင့်တယ်လဲဆိုတာကိုလေ့လာသင်ယူကြရမယ်အိမ်မှုကိစ္စတွေလုပ်ခြင်းဟာကလေးတွေအတွက်ဘယ်လိုအကျိုးတွေရှိသလဲဆိုတာကိုလည်းဆွေးနွေးကြရအောင်ဘာလို့လဲဆိုတော့မိသားစုအတွက်တနေရာကနေဝိုင်းဝန်းကူညီပေးခြင်းအပြင်ကလေးတွေကိုသူတို့ဟာဒီမိသားစုအတွက်အရေးပါတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကိုနားလည်စေပါတယ်ဒါကြောင့်အိမ်မှုကိစ္စ chores လို့ခေါ်မဲ့အစားမိသားစုအတွက်ဝိုင်းဝန်းကူညီပေးခြင်း contribution လို့ပြောင်းလဲပြီးတော့မှခေါ်ဆိုသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုပြောဆိုခြင်းကကလေးတွေဟာအိမ်မှုကိစ္စတွေလုပ်ပေးတဲ့အခါတိုင်းသူတို့ဟာမိသားစုအတွက်အရန်ကိုအရေးကြီးတဲ့ပုဂ္ဂိုလ်အခန်းကဏ္ဍကနေကူညီနေတာပါလားဆိုတာကိုသူတို့ကိုယ်တိုင်သူတို့တွေးတောပြီးတော့မှသတိရနေစီမှာဖြစ်ပါတယ်။ Love and Logic နီးလန်းကကလေးတွေကိုအိမ်မှုကိစ္စတွေကိုသူတို့ကိုယ်တိုင်တာဝန်ယူပြီးလှုပ်လာနိုင်အောင်ကူညီပေးနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနီးလန်းကအိမ်မှုကိစ္စတွေဝိုင်းကူလှုပ်ဆောင်ခြင်းဟာမိသားစုဝင်အချင်းချင်းတဦးပေါ်တဦးချစ်ချင်းမြတ်တာနဲ့ဂရုစိုက်မှုကိုပြသတဲ့နီးလန်းကောင်းတစ်ခုဆိုတာကိုကလေးတွေကိုနားလည်သွားစေပါတယ်။ကလေးတွေကိုအိမ်မှုကိစ္စတွေလှုပ်ဆောင်တတ်စေရန်သင်ကြားပေးရမှာပထမဆုံးနီးလန်းကတော့အိမ်မှုကိစ္စဆိုတဲ့စကားလုံးအစားမိသားစုအတွက်ဝိုင်းဝန်းကူညီပေးခြင်းလို့ပြောင်းလဲပြီးတော့မှခေါ်ဝေါ်သင့်ပါတယ်။ဒီလိုခေါ်ဝေါ်သုံးစွဲခြင်းအပြင်သားတို့သမီးတို့အခုလိုကူညီပေးတာဟာမိသားစုကိုချစ်ချင်းကိုပြသနေတာပဲလို့ရှင်းပြပေးမယ်ဆိုရင်ကလေးတွေဟာပို့ပြီးတော့မှတာဝန်ယူလိုစိတ်ရှိလာမှာဖြစ်ပါတယ်။အိမ်မှုကိစ္စတာဝန်ကမိသားစုအတွက်ကူညီပေးတဲ့နီးလန်းတွေဖြစ်တဲ့အတွက်အိမ်မှုကိစ္စတာဝန်တွေကိုအဖြစ်ပေးတဲ့နီးလန်းအဖြစ်အသုံးမပြုဘူးအရေးကြီးပါတယ်။မိဘတွေအနေနဲ့ကလေးတွေရဲ့အသက်အရွယ်နဲ့ကိုက်ညီပြီးတင့်တော်တဲ့အလုပ်တာဝန်လုပ်စရာလေးတွေကိုလည်းလှုပ်ပေးဖို့လိုအပ်ပါတယ်
ဒါပေမဲ့ကလေးကိုအပြစ်ပေးတဲ့အနေနဲ့အိမ်မှုကိစ္စတာဝန်တွေကိုထပ်ပြီးတော့မှလှုပ်ခိုင်းတာမျိုးလုံးဝမလုပ်သင့်ပါဘူးအဲ့လိုလှုပ်လိုက်လို့ရှိရင်ကလေးကအိမ်မှုကိစ္စလုပ်ရတာဟာငါအပြစ်လုပ်ထားလို့ခံရပါလားဆိုတော့မကောင်းတဲ့အတွေးမျိုးဝင်သွားနိုင်ပါတယ်နောက်ထပ်သတိထားရမယ့်အချက်တစ်ခုကတော့ကလေးတွေကိုသူတို့ရဲ့အိမ်မှုကိစ္စတာဝန်တွေကိုလုပ်စေဖို့တစ်ချိန်လုံးတိုက်တွန်းနှိုးဆော်တာမျိုးဒါမှမဟုတ်တစ်ချိန်လုံးသတိပေးတာမျိုးကိုလည်းရှောင်ကျဉ်သင့်ပါတယ်အဲ့လိုလုပ်မဲ့အစားကလေးတွေသူတို့ရဲ့တာဝန်တွေကိုသူတို့အသိစိတ်နဲ့သူတို့ဘယ်လိုမျိုးသတိရပြီးလှုပ်ဆောင်လာမလဲဆိုတဲ့နည်းလမ်းကောင်းတွေကိုကျမတို့ဆက်လက်ပြီးတော့မှလေ့လာသွားကြမယ် Love and Logic ရဲ့နောက်ထပ်နည်းလမ်းလေးတစ်ခုကတော့ကလေးတွေကိုအိမ်မှုကိစ္စလုပ်ပေးတဲ့အတွက်ငွေကြေးမုံဖိုးမပေးဖို့ပဲဖြစ်ပါတယ်ဒီအချက်ကလည်းအိမ်မှုကိစ္စတာဝန်တွေဟာမိသားစုအတွက်ပံ့ပိုးကူညီမှုတွေဖြစ်တယ်ဆိုတဲ့အပေါ်အယူအဆပေါ်မှာအခြေခံထားတာပဲဖြစ်ပါတယ်မိသားစုဝင်အချင်းချင်းတဦးကိုတဦးဂရုစိုက်တဲ့အနေနဲ့လှုပ်ဆောင်ပေးတဲ့အခြေခံတာဝန်လေးတွေလုပ်တိုင်းငွေရမယ်လို့ကလေးတွေကိုမတင်ပေးသင့်ပါဘူးအိမ်မှုကိစ္စဆိုတာမိသားစုမှာနေထိုင်သူတိုင်းလှုပ်ဆောင်ရမယ်ပုံမှန်တာဝန်ဝတ္တရားတွေဖြစ်တယ်ဆိုတာကိုကလေးတွေကိုသင်ပြပေးရမှာပဲဖြစ်ပါတယ်ကလေးတွေအနေနဲ့အိမ်မှုကိစ္စကိုမိသားစုအတွက်ကူညီပေးခြင်းလို့မှတ်ယူလာစေမယ့်နည်းလမ်းကောင်းတစ်ခုကတော့ကလေးတွေနဲ့အတူတူအိမ်အလုပ်တွေဝိုင်းလုပ်ပေးခြင်းပဲဖြစ်ပါတယ်အတူတူအလုပ်လုပ်ရင်းနဲ့မိဘနဲ့သားသမီးကြားမှာပို့ပြီးတော့မှရင်းနှီးနှွေးထွေးလာတဲ့အချိန်လေးတွေလည်းဖန်တီးပေးနိုင်တယ်လို့ဖန်တီးပေးနိုင်ပါတယ်ဥပမာဖေဖေကအဝတ်စားတွေခောက်နေတဲ့အချိန်မှာသားလေးကဖုံဆုပ်ဆက်နဲ့တန်ရှင်းလုပ်ပေးနေတာမျိုးပေါ့နောက်ထပ်ကလေးတွေကိုအိမ်မှုကိစ္စတွေလုပ်ချင်စိတ်ရှိအောင်စိတ်ဝင်စားစေမဲ့နည်းလမ်းလေးတစ်ခုကတော့ဘယ်အချိန်မှာဘာလုပ်မလဲဆိုတာကိုကိုယ်တိုင်ရွေးချယ်ခွင့်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်အခုချက်ချင်းမင်းအခန်းကိုတန်ရှင်းသွားလို့လိုက်လို့ပြောမယ့်အစားအရင်သင်ခန်းစာမှာကျမတို့သင်ခဲ့ကြတဲ့အတိုင်းပဲတားရဲ့အလုပ်တွေကိုဖျားเจ้าမသွားခင်လုပ်ချင်သလားဒါမှမဟုတ်ဖျားเจ้าသွားပြီးမှလုပ်မလားဆိုတဲ့ရွေးချယ်ခွင့်တွေပေးနိုင်ပါတယ်ဒါမှမဟုတ်တနင်္ဂနွေညနေခင်းမတိုင်ခင်အိမ်မှုကိစ္စတွေကိုပြီးအောင်လုပ်ရမယ်နော်လို့ဆိုပြီးအချိန်သတ်မှတ်ချက်လေးတွေပေးထားလို့လည်းရပါတယ်နောက်ဆုံးအနေနဲ့ Love and Logic နည်းလမ်းမှာကလေးတွေကိုအိမ်မှုကိစ္စတွေလုပ်ဖို့တတိမပြေးသင့်ဘူးဆိုတဲ့စီးမြင်ဘာကြောင့်ရှိတာလဲဆိုတာကိုစဉ်းစားမိမယ်လို့ထင်ပါတယ်တတိမပေးဘဲကလေးကအိမ်မှုကိစ္စတွေကိုတကယ်လုပ်မယ်လို့ဘယ်လိုအာမခံနိုင်မလဲလို့လည်းတွေးတောမိမယ်လို့ထင်ပါတယ် Love and Logic ရဲ့နည်းလမ်းအရမိဘတယောက်အနေနဲ့ကလေးတွေဟာသူတို့တာဝန်ကိုမေ့သွားတာမျိုးမလုပ်ဖြစ်တာမျိုးစားတဲ့အမှားလေးတွေလုပ်မိတတ်တယ်ဆိုတာကိုစိတ်ရှည်လက်ရှည်နဲ့အရင်ဆုံးလက်ခံပေးဖို့လိုအပ်ပါတယ်ကလေးကအမှားတစ်ခုခုလုပ်မိပြီဆိုရင်အဲ့ဒီအမှားရဲ့နောက်ဆက်တွဲရလဒ်ကနေသင်ခန်းစာရတော့အောင်သင်ယူခွင့်ပေးဖို့ပဲဖြစ်ပါတယ်ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင်ကလေးဟာသင်အပေါ်မှာပူပြီးတော့မှလေးစားမှုရှိလာပါလိမ့်မယ်နောက်ပြီးပြဿနာတစ်ခုခုဖြစ်လာတဲ့အခါမှာလည်းသင်ကိုအပြစ်တင်မဲ့အစားဖြစ်လာတဲ့အခက်အခဲကိုပဲသူတို့အာရုံစိုက်သွားမှာပဲဖြစ်ပါတယ်ကလေးကိုအိမ်မှုကိစ္စတာဝန်တွေမလုပ်ခြင်းရဲ့တဘာဝအကျိုးဆက်ကိုတွေးကြုံခံစား권ပေးခြင်းကဘယ်လိုပုံစံမျိုးလဲဆိုတာကိုအားလုံးသိချင်ကြမယ်ထင်ပါတယ်အဲ့ဒါကိုနောက်ပိုင်းမှာကျွန်မထပ်ပြီးဆွေးနွေးသွားမယ်နော်အခုတော့ကလေးတွေအိမ်မှုကိစ္စတာဝန်တွေမလုပ်တဲ့အခါကျွန်မတို့ဘာလုပ်ရမလဲဆိုတာကိုဆက်လက်ဆွေးနွေးကြရအောင်တခါတလေမှာတော့ကလေးတွေကကျွန်မတို့ပြောသလိုနားမထောင်တာမျိုးဒါမှမဟုတ်မိသားစုအတွက်သူတို့ဝိုင်းဝန်းကူညီရမယ့်တာဝန်လေးတွေကိုမလုပ်ဘဲနေတာမျိုးတွေကြုံရတတ်ပါတယ်အဲ့ဒီလိုအခြေအနေမျိုးတွေကြုံရလာတဲ့အခါမိဘတွေအနေနဲ့ကလေးကိုခဏခဏသတိမပေးဘူးဒါမှမဟုတ်အတင်းအကျပ်တိုက်တွန်းပြီးမလုပ်စေဘူးတကယ်တော့လက်တွေ့မှာတော်တော်လေးကိုခက်ခဲနိုင်ပါတယ်ဒါကြောင့်ဒီသင်ခန်းစာမှာတော့ကလေးတွေအိမ်မှုကိစ္စတွေကိုဝိုင်းပြီးမကူညီခြင်းတဲ့အခါမိဘတွေအနေနဲ့ဘယ်လိုပြုတ်မှုသင့်တယ်လဲဆိုတော့ခက်ခဲတဲ့မိကုန်းကိုအတူတူအဖြေရှာကြည့်ကြရအောင်နော်ပထမဆုံးအနေနဲ့ရှေ့ကသင်ခန်းစာမှာလေ့လာခဲ့ဘူးတဲ့ထိရောက်တဲ့နောက်ဆက်တွဲရလဒ် effective consequences ဆိုတာဘာလဲဆိုတာကိုပြန်ပြီးသတိရသွားအောင်နည်းနည်းလေးပြန်ပြောပြချင်ပါတယ်ကလေးတွေကိုအပြစ်ပေးတာမျိုးမဟုတ်ပဲသူတို့လေးတွေသင်ခန်းစာယူနိုင်စေမဲ့ထိရောက်တဲ့နည်းလမ်းတွေအကြောင်းကိုအတူတူပြန်ပြီးစဉ်းစားကြရအောင်ထိရောက်တဲ့အကျိုးဆက်ဆိုတာကကြိုးကြောင်းစီလိုမှုရှိရမယ်ဆိုလိုတာကကလေးရဲ့အပြုအမူနဲ့တင့်လျော်ပြီးကလေးအတွက်နားလည်လို့ရတဲ့အကျိုးဆက်ဖြစ်ရပါလိမ့်မယ်ထိရောက်သောအကျိုးဆက်ဆိုတာချစ်ချင်းမေတ္တာနဲ့အတူပေးရတာပါပဲဖြစ်ပါတယ်အပြစ်ပေးတဲ့အခါမှာဒေါသနဲ့ဖြစ်စေရွက်ဆောင်ပြောဆိုတာမျိုးနဲ့ဖြစ်စေအဲ့လိုမျိုးမဟုတ်ပဲအမှားလုံးမိတဲ့ကလေးအပေါ်မှာစာနာနားလည်ပေးတဲ့စိတ်နဲ့ပဲလှုပ်ဆောင်ရမှာဖြစ်ပါတယ်နောက်ချက်တစ်ချက်ကတော့ထိရောက်တဲ့ရလဒ်ဆိုတာကမိဘတွေအနေနဲ့
လက်တွေလောက်ဆောင်နိုင်တဲ့အရာပဲဖြစ်ပါတယ်မိမိကိုယ်တိုင်လည်းအဲ့ဒီရလက်အပေါ်မှာကြည်နပ်ဖို့ရှိနေဖို့လိုအပ်ပါတယ်ထိရောက်တဲ့အကျိုးဆက်ကိုပေးတဲ့အခါမှာစကားတွေအများကြီးပြောနေဖို့မလိုပါဘူးချိန်မောင်းတာတရိပ်ပေးတာဒါမှမဟုတ်ဆုံးမစကားတွေအရှိကြီးပြောနေတာမျိုးထက်ဖြစ်လာတဲ့နောက်ဆက်တွဲရလက်ကနေပဲခလေးကိုသင်ခန်းစာယူစေတာကပူပြီးအထီရောက်ဆုံးပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ထိရောက်တဲ့အကျိုးဆက်ဆိုတာဟာပြီးဆုံးသွားတာနဲ့တပြိုင်နက်အဲ့ဒီအကြောင်းအရာကပြီးဆုံးရပါမယ်ခလေးကိုသင်ခန်းစာယူစေရန်ဆက်လက်တရိပ်ပေးနေမယ့်အစားအဲ့ဒီအကျိုးဆက်ကနေခလေးကိုသူ့အမှားရဲ့ရလက်ကနေသင်ခန်းစာယူခွင့်ပေးလိုက်ဖို့တင့်တော်ပါတယ်ကဲအခုဆိုရင်ခလေးတွေသူတို့လောက်ရမယ့်တာဝန်တွေကိုမလုပ်မိတဲ့အခါမိဘတွေကဘယ်လိုမျိုးနှုတ်ဆက်တွဲရလက်တွေပေးလို့ရှိသလဲဆိုတာဥပမာလေးတွေနဲ့အတူတူကြည့်ကြရအောင်ဥပမာတစ်ခုချင်းစီကိုကြည့်ပြီးဒါဟာထိရောက်တဲ့နီးလားမထိရောက်တဲ့နီးလားဆိုတာကိုအတူတူဖြေရှာကြည့်ကြရမယ်။ဘာကြောင့်လဲဆိုတာကိုလည်းဆွေးနွေးကြည့်ကြတာပေါ့။ပထမဆုံးဥပမာတစ်ခုကိုစပြီးတော့မှပြောကြည့်ကြရအောင်။မင်းအိမ်အလုပ်မလုပ်ခဲ့ဘူးအခုကစပြီးတစ်သက်လုံးအပြင်မထွက်ရဘူးမှတ်လိုက်တော့အဲ့လိုပြောလိုက်တာဟာထိရောက်တဲ့နီးလန်းလို့ထင်ပါသလားဒါမှမဟုတ်မထိရောက်ဘူးလို့ထင်ပါသလားမှန်ပါတယ်ဒါကမထိရောက်တဲ့အကျိုးဆက်ပါဘာလို့လဲဆိုတော့တယောက်ယောက်ရှင်းပြပေးလို့ရမလားကောင်းပြီဒါကမထိရောက်တဲ့အကျိုးဆက်ပါဘာလို့လဲဆိုတော့ဒါကစာနာနားလည်မှုထက်ဒေါသနဲ့စိတ်တူမှုကိုအခြေခံပြီးတော့မှပြောလိုက်လို့ပဲဖြစ်ပါတယ်နောက်ပြီးတစ်သက်လုံးအပြင်မထွက်ရဆိုတာကလည်းလက်တွေ့မှာတကယ်လို့ဖို့မဖြစ်နိုင်တဲ့အချက်မို့လို့ပါပဲဒါဆိုတော့နောက်ထပ်ဥပမာတစ်ခုကိုထပ်ကြည့်ကြရအောင်သားကိုတငယ်ချင်းအိမ်ကိုလိုက်ပို့ပေးခြင်းပါတယ်ဒါပေမဲ့သားမဆေးရသေးတဲ့ပကံတွေကိုအမေကဆေးပေးနေလိုက်ရလို့အမေရဲ့အားလက်ချိန်တွေကုန်သွားပြီအဲ့ဒါကြောင့်ဒီညနေတော့လိုက်မပို့နိုင်တော့ဘူးเนาะဒီနေလန်းကောထိရောက်မယ်ထင်ပါသလားမထိရောက်ဘူးလို့ထင်ပါသလားဟုတ်ပါတယ်ဒါဟာတကယ်ကိုထိရောက်တဲ့နေလန်းပဲဖြစ်ပါတယ်အကြောင်းအရင်းကိုတယောက်ယောက်ကရှင်းပြပေးလို့ရမလားကောင်းပြီဒါကထိရောက်တဲ့နေလန်းပါဘာလို့လဲဆိုရင်တော့သူကအကျိုးအကြောင်းလဲစီလျော်တယ်လက်တွေ့လဲလို့ဆောင်နိုင်တယ်လို့မြစ်တာနဲ့လဲပြောထားလိုက်လို့ပဲဖြစ်ပါတယ်ဒါဟာကလေးကသူ့တာဝန်သူမကြည်ပြိုတဲ့အခါမှာမိဘတွေအသုံးပြုတဲ့အရန်ကောင်းတဲ့နီလန်းလေးပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဥပမာတစ်ခုကိုဆက်ကြည့်ကြရအောင်ဒီဥပမာမှာတော့ပြီးခဲ့တဲ့အပတ်ကသင်ခန်းစာရသွားပြီလို့အမေမျှော်လင့်ပါတယ်ဒီအပတ်မှာတော့အိမ်အလုပ်ဝိုင်းကူလုပ်ပေးမှလားလို့မေးလိုက်တာပါဒါဟာထိရောက်တဲ့နီလန်းလို့ထင်ပါသလားဒါမှမဟုတ်မထိရောက်ဘူးလို့ထင်ပါသလားမှန်ပါတယ်ဒါကမထိရောက်တဲ့အကျိုးဆက်ပါဘာကြောင့်လဲဆိုတော့တယောက်ယောက်ရှင်းပြနိုင်မလားဟုတ်ပါပြီဒါကမထိရောက်တဲ့အကျိုးဆက်ပါမထိရောက်တဲ့အကြောင်းအရင်းကတော့မိဘကနံပါတ်5စီးမြင့်ကိုမေ့သွားလို့ပဲဖြစ်ပါတယ်ထိရောက်တဲ့နီလန်းဆိုတာကအကျိုးဆက်ကပြီးသွားရင်အဲ့ဒီအကြောင်းအရာကအဆုံးသတ်သွားရမှာဖြစ်ပါတယ်ကလေးကိုသူတို့ရဲ့အတိတ်ကအမှားတွေကိုပြန်ပြီးသတိပေးနေဖို့ဒါမှမဟုတ်သင်ခန်းစာရပြီလားလို့ခဏခဏမေးနေဖို့မလိုအပ်ပါဘူးကလေးတွေဟာသူတို့အမှားကနေသူတို့ဟာသူတို့သင်ယူတတ်တယ်ဆိုတာကိုယုံကြည်ပေးဖို့သူတို့ကိုလေးလေးစားစားဆက်ဆံပေးရမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စရုပ်ထမြောက်ဥပမာလေးကိုကြည့်ကြရအောင်မမေကသားကိုပန်းချံလိုက်ပို့ချင်တာပေါ့ဒါပေမဲ့သားရဲ့အယုတ်တွေကိုအမေကသိမ့်ပေးနေလိုက်ရလို့အချိန်တွေကုန်သွားပြီပန်းချံသွားလို့အချိန်မရှိတော့ဘူးလို့ပြောလိုက်ပါတယ်ကလေးကသူ့အယုတ်သိမ်းရမယ့်တာဝန်ကိုမလုပ်တဲ့အခါဒီလိုပြောလိုက်တာဟာထိရောက်တဲ့နီလန်းဖြစ်မယ်ထင်ပါသလားဟုတ်ပါတယ်ဒါကထိရောက်တဲ့ကျိုးဆက်ပါဘာကြောင့်လဲဆိုတော့သူကအကျိုးအကြောင်းလဲစီလျော်တယ်လက်တွေ့လဲလှုပ်ဆောင်နိုင်တယ်လို့မြစ်တာနဲ့လဲပြောထားလို့ပဲဖြစ်ပါတယ်ဒါဟာကလေးကသူ့တာဝန်သူမလုပ်တဲ့အခါဖြစ်လာတဲ့အကျိုးဆက်တွေကိုသူတို့ကိုဘယ်လိုသင်ခန်းစာပေးနိုင်မလဲဆိုတော့နောက်ထပ်ဥပမာကောင်းတစ်ခုပဲဖြစ်ပါတယ်Love and Logic နီလန်းရဲ့အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုကတော့ကလေးတွေကိုကိုယ့်ခြေထောက်ပေါ်ကိုရက်တည်နိုင်စွမ်းနဲ့တာဝန်ယူလူစိတ်တွေရှိအောင်သင်ကြားပေးတာပဲဖြစ်ပါတယ်ဒါမှလည်းသူတို့လေးတွေကြီးပြင်းလာတဲ့အခါကိုယ့်ဘဝကိုအောင်မြင်ရင်ဆိုင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်တကယ်တော့ကျမတို့မိဘတွေကကလေးတွေပြဿနာကြုံတိုင်းဒါမှမဟုတ်ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချရတိုင်းမှာသူတို့ဘေးမှာအမြဲတမ်းရှိနေပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒါပေမဲ့ကျမတို့လုပ်ပေးနိုင်တာတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျမတို့သူတို့ဘေးမှာရှိမပေးနိုင်တဲ့အချိန်မှာလဲသူတို့ကိုပိုင်လွတ်လပ်ခွင့်ပေးပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်အောင်အခွင့်အရေးပေးဖို့ပဲဖြစ်ပါတယ်အဲ့ဒီလိုလေ့ကျင့်ပေးထားမှသာကျမတို့သူတို့ဘေးမှာမရှိတဲ့အချိန်တွေမှာလဲ
သူတို့လေးတွေဟာမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုကိုယ်တိုင်ရဲဝံ့ဝံ့ချမှတ်နိုင်မှာဖြစ်ပါတယ်မိဘတချို့ကတော့ကလေးတွေကိုဘယ်အရွယ်မှာစပြီးအိမ်မှုကိစ္စတွေခိုင်းတယ်တာဝန်ယူရအောင်ကိုချရောက်ဖို့ကိုရက်တီအောင်တင်ပေးတဲ့လဲဆိုတာကိုသိချင်ကြမယ်ထင်ပါတယ်တကယ်တော့ကလေးတွေဟာလမ်းစာလျှောက်တဲ့အရွယ်ကစပြီးမိသားစုအတွက်တဒေါင်းတနေရာကနေဝိုင်းဝန်းကူညီပေးလို့ရနေပြီဖြစ်ပါတယ်ကျမတို့လက်ရှိလုပ်နေတဲ့အိမ်မှုကိစ္စလေးတွေမှာသူတို့ကိုပါအဖော်အဖြစ်ထည့်သွင်းပေးခြင်းအဖြစ်မိသားစုကိုဘယ်လိုကူညီရမလဲဆိုတာကိုသင်ပေးလို့ရပါတယ်ဥပမာဒီပုံလေးထဲမှာအတော်ငယ်တဲ့ကလေးတစ်ယောက်ကသူ့အဖေနဲ့အတူတိရွတ်တွေကိုလှဲပြီးသိမ်းရမှာကူညီပေးနေတာကိုတွေ့ရမှာပါအမှန်တော့ဒီအရွယ်သားလေးကအရွက်တွေလှဲတာသိမ်းတာကိုတိတ်ပြီးကျွမ်းကျင်အောင်မှမဟုတ်ပါဘူးဒါကြောင့်မလို့ကျမတို့မိဘတွေအနေနဲ့အဆအဆအရာရာအပြစ်မရှာဖို့နဲ့ကလေးစီကနေအပြစ်အစုံဆုံးဖြစ်နေဖို့ကိုမျှော်လင့်မထားဖို့ကအမတန်ပဲအရေးကြီးပါတယ်တကယ်လို့တင်ဟာမိဘအနေနဲ့အရာရာကိုအတိအကျမှဖြစ်မှလက်ခံနိုင်တဲ့သူစီးစက်လုံးတဲ့သူဖြစ်နေတယ်ဆိုရင်ကိုယ်ကလေးကိုခြေထောက်ပေါ်ကိုရက်တည်နိုင်တဲ့လူကြီးတယောက်အဖြစ်လာစေချင်တယ်ဆိုရင်အဲ့ဒီစိတ်လေးကိုနည်းနည်းလေးရှော့ချတတ်ဖို့တော့လိုအပ်ပါလိမ့်မယ်အိမ်အတန့်ရှင်းဆုံးဖြစ်အောင်ထားတဲ့သူအဖြစ်တင့်ကိုလူတွေမှတ်မိတာထက်တင့်ကိုအယမ်းချစ်တတ်တဲ့သားသမီးတွေရှိတဲ့သူအဖြစ်လူတွေလက်ခံမိလူတွေမှတ်မိခြင်းခံရတာကပိုကောင်းပါတယ်ကလေးတွေဆိုတာလည်းတင်ယူနေစေအရွယ်ဖြစ်တာကြောင့်အိမ်မှုကိစ္စလုပ်တဲ့အခါအမအယွန်းလေးတွေရှိနိုင်တယ်လို့အမြဲတမ်းလည်းပြည့်စုံနေမှာမဟုတ်ပါဘူးဒါကြောင့်သူတို့ရဲ့လှုပ်ထားတဲ့အမားလေးတွေအပေါ်အပြစ်တင်တာထက်မိသားစုအတွက်သူတို့လေးတွေတတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးတာလေးကိုပဲကြီးစုတင်စကားပြောတာကပိုပြီးတော့မှကောင်းပါတယ်အပြုတ်သဘောဆောင်တဲ့အားပေးမှုကကလေးတွေကိုကောင်းမွန်တဲ့အပြုတ်အမူတွေသင်ကြားပေးရန်အတွက်ပုံမကောင်းမွန်တဲ့နည်းလမ်းပဲဖြစ်ပါတယ်ကလေးတွေစီကပြည့်စုံမှုကိုမျှော်လင့်မဲ့အစားသူတို့လေးတွေရဲ့ကူညီမှုအပေါ်ကြီးစိုးတင်တတ်ဖို့တင်ယူခြင်းကကလေးတွေကိုကိုယုံကြည်မှုရှိစေပြီးမိသားစုအတွက်အရေးပါသူတွေဖြစ်တဲ့ဆိုတဲ့အသိစိတ်နဲ့ကြီးပြင်းလာစေပါတယ်မိသားစုမှာငါဟာတန်ဖို့ရှိတယ်လို့သိထားတဲ့ကလေးဟာကျောင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အောင်မြင်စွာရည်တည်နိုင်မှာပါကလေးတွေရဲ့ကူညီမှုကိုအပြုတ်သဘောဆောင်တဲ့ချီးမွမ်းမှုလေးဖြင့်အားပေးခြင်းကငါဟာဒီကဘာကြီးကိုပူကောင်းအောင်လုပ်ပေးနိုင်တဲ့သူပါလားဆိုတဲ့အသိစိတ်မျိုးကိုသူတို့စီမှာရှိအောင်ကိန်းအောင်သွားအောင်ကူညီပေးတာနဲ့အတူတူပဲဖြစ်ပါတယ်အဲ့ဒီလိုဖြစ်လာဖို့ဆိုရင်မိဘတွေအနေနဲ့အရာရာကိုကိုယ်စိတ်ကြိုက်ထိန်းချုပ်ခြင်းတဲ့စိတ်လေးကိုနည်းနည်းတော့လျှော့ချရပါလိမ့်မယ်ကလေးကပကံစေးတဲ့အခါကျမတို့လောက်ကောင်းမလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်လို့ဖုံဆုပ်စစ်နဲ့ဖုံဆုပ်ရင်းနဲ့ကြံနေတဲ့နေရာလေးတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့ဒီလိုအတိအမွဲလေးတွေကိုစိတ်မတိုးပဲသီးခံပေးခြင်းကသူတို့ကြီးလာတာနဲ့အမျှအမအကြီးမားတွေဥပမာစာမိပွဲကြတာဥပဒေချိုးဖောက်တာတွေမလုပ်မိအောင်ကာကွယ်ပေးရရောက်ပါတယ်ကျမတို့ကအမှားတစ်လေးတွေလှုပ်ခွင့်ပေးပြီးထိန်းချုပ်မှုကိုရှော့ချလိုက်တဲ့အခါအမှားကြီးတွေနဲ့လာပြီးတာဝန်ယူရတဲ့ကလေးတွေကိုထိန်းချုပ်ခွင့်ရရှိလာပါလိမ့်မယ် Love and Logic နီလန်းကကျွန်တော်တို့ကိုချစ်ချင်းမြတ်တာနဲ့စင်ကျင်တုံတရားကိုသုံးပြီးကလေးတွေကိုဘဝအခက်အခဲတွေကိုရင်ဆိုင်နိုင်စွမ်းရှိအောင်လမ်းညွှန်ပေးနိုင်ဖို့သင်ပေးပါတယ်ဆိုလိုတာကတော့ဥပမာကလေးတွေကိုသူတို့အသိစိတ်နဲ့သုံးဖြတ်ချက်ချတတ်ဖို့သင်ပေးတာကိုပဲဆိုလိုပါတယ်ဥပမာအနေနဲ့ငယ်ရွယ်သေးတဲ့ကလေးတစ်ယောက်ကခြံထဲကအမိုက်ကိုရိတ်ဖို့လိုသလားမလိုဘူးလားဆိုတော့ဆုံးဖြတ်ချက်လေးတွေကိုသူကိုယ်တိုင်ချမှတ်လာတဲ့အခါနောက်တစ်ချိန်မှာတငယ်ချင်းတွေကအရက်တိုက်လိုက်တဲ့အခါတောက်တဲ့မတောက်တဲ့လိုမျိုးဆုံးဖြတ်ချက်ကြီးမားချရမယ့်အချိန်မှာဘယ်လိုဆုံးဖြတ်ရမလဲဆိုတာကိုသင်ကြားပေးနေတာနဲ့အတူတူပဲဖြစ်ပါတယ်ကျမတို့ဟာကလေးတွေအတွက်ဆုံးဖြတ်ချက်ချပေးဖို့သူတို့ဘေးမှာအမြဲတမ်းရှိနေနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ Love and Logic ကသင်ပေးထားတဲ့နည်းဗျူဟာတွေဟာကလေးတွေသူတို့ဘာသာအကောင်းဆုံးဆုံးဖြတ်ချက်တွေချမှတ်နိုင်အောင်ကူညီပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်ကလေးတွေကိုသူတို့ရဲ့ပြဿနာတွေကိုကိုယ်တိုင်ဖြေရှင်းတတ်အောင်နဲ့အိမ်မှုကိစ္စလေးတွေမှာတာဝန်ယူတတ်အောင်ဘယ်လိုလေ့ကျင့်ပေးရမလဲဆိုတော့ဒီသင်ယူမှုဆက်ဝိုင်းလေးကိုစိတ်ပါဝင်စားစွာတက်ရောက်ပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဒီလိုသင်ယူမှုစကားဝိုင်းလေးတွေမှာလည်းပြန်လည်တွေ့ဆုံဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်